ဒေါခင်တူတူလင်းကိုပါဖတွေဖမ်းတဲ့ကိစ္စလက်ရှိ IUG ကတော့စာထုတ်လိုက်ပါပြီဒီကိစ္စမှာကျွန်တော်တော်လန်ပြည်သူဘက်ကအတန်နှစ်တန်ထွက်တယ်တချို့ကမှန်တယ်တချို့ကတော့ပြင်းပြင်းထန်ထန်ကွက်ကွက်တယ်နော်အဲ့ဒီမှာအစိုးဆုံးကတော့ဟိုဘက်ရက်ဘက်ကဖုတ်ခွေးတွေပေါ့ဘာဖြစ်တယ်ပြောတော့အာနာရှင်မကြိုက်ဘူးအာနာရှင်ဆန်လာတယ်ဒါပေမဲ့အဲ့ဒီပုတ်ခွေးပြောတဲ့စကားကိုစိုးတာကခုဘက်ကတော်လန်ဘက်ကပါဆိုတဲ့လူတွေပါပြောလာတာတွေ့အဲ့တော့ကျွန်တော်အမြင်ကျွန်တော်ပုဂ္ဂလိကအမြင်ကိုပြောရမယ်ဆိုရင်တွားဖမ်းတဲ့အဖွဲ့ကအပြစ်ဖြစ်တာမဖြစ်တာခဏထားတွားဖမ်းတဲ့အဖွဲ့ဒီအမျိုးသမီးရဲမေမပါတဲ့အတွက်အဲ့ဒီရဲမေမပါတဲ့ကိစ္စကိုမှားတယ်ဒါကိုကျွန်တော်တို့ထောက်ပြတယ်နော်ဖမ်းတဲ့ကိစ္စကတော့ဖမ်းတယ်ရှင်းမှာဖြစ်ခဲ့တဲ့ပြစ်မှုတွေလည်းရှိတယ်ပြီးပြောပြမယ်အလားတဲ့ကအိမ်ထဲကိုဝုန်းတိုင်းဝင်ဆွဲလာရမ်းလာနဲ့ဝင်လောက်ကြတာမဟုတ်ဘူးကောင်းကောင်းမုံညင်ညင်တိုင်းသူ့ကိုတောင်းမှပြီးလိုက်ခဲ့ဖို့ပြောနေတယ်ကောင်းကောင်းမုံကိုပြောနေရနေပြောလို့မရဘဲနဲ့ဓာတ်ဘူးပေါက်ခွဲပြီးတော့တောင်းညံတဲ့အဆင့်စီမှာစိတ်လူဟာအားလုံးကပုထုဇဉ်တွေပြရဲဘော်တွေလုပ်နေကြတာဥပုသ်ဆောက်ထားတဲ့လူတွေမဟုတ်ဘူးစိတ်ထွက်မှာပဲဒါပေမဲ့တွားဖမ်းတဲ့အဖွဲ့ဒီထပ်ပြောပါမယ်နော်တွားဖမ်းတဲ့အဖွဲ့မှားတဲ့အချက်ဒီအမျိုးသမီးရဲနေမပါလာပြီလုံးဝမှားတယ်အမျိုးသမီးတယောက်ကိုဖမ်းတယ်ဆိုရင်တော့အမျိုးသမီးလုံခြုံရေးတပ်ဖွဲ့ဝင်ပါမယ်ဒါမှတာလင်းအမျိုးသမီးခွင့်ရင်းနဲ့ကိုက်ညီမှာအဲ့လိုမဟုတ်ဘဲနဲ့အမျိုးသမီးတယောက်ကိုဦးဆွဲလာရမ်းလာလောက်တာဖြစ်တဲ့အတွက်ဒါကကန့်ကွက်တယ်ရှုပ်ချတယ်နော်အဲ့တော့ဒီလောက်ရက်ကိုတော့ကျွန်တော်ကန့်ကွက်တယ်ဒါပေမဲ့တွားဖမ်းတဲ့အမှုကိစ္စမှာသူအလွဲတုံးစားလောက်ထားတဲ့စည်ရင်းတွေနော် sorry အလွဲတုံးစားလောက်ထားတယ်လို့ပြောရဲဆိုတာနှစ်နဲ့ချီပြီးဒီစည်ရင်းတွေမှာအခုသူအခွန်ကောက်တဲ့အချိန်မှာတစ်နေ့ကိုတိတ်ကိုယာနဲ့ချီရတယ်အဲ့ဒီ gate တွေရတယ်ပြီးလို့ရှိရင်တစ်ခွန်ကောက်တယ်နော်အများကြီးပဲခွန်ကောက်တဲ့အချိန်မှာတိမ်ပေါင်းထောင်နဲ့ချီရထားတာဖြစ်တဲ့အတွက်ဒါတွေအားလုံးဆိုတာအဖွဲ့အစည်းဆိုတာစည်ရင်းရှင်းရစည်ရင်းမရှိဘူးနောက်တစ်ခုကလက်နက်တွေယူထားတယ်လက်ဆိုဗတိကပြောဆိုတော်လိုင်းမှာဘယ်အဖွဲ့ကိုဘယ်နဲ့ချပေးထားတယ်ဒီတူမင်းကြီးမျိုးနဲ့ပါဖတောင်ဝင်ခံတူလုတ်ခဲ့တဲ့အချိန်မှာဒီအဖွဲ့ကိုလက်နက်တွေချပေးတယ်ဗတိကပြောအခွန်ကောက်ခွင့်တွေတူကတောင်ဝင်ခံဖြစ်တဲ့တူစီမံကြီးကြက်ထားတယ်ဒါပေမဲ့အခုတူအဲ့ဒီကနေရာထူးပြောင်းတာပဲဖြစ်ပြုတ်တာပဲဖြစ်အကမှမဟုတ်ဘူးလားစည်ရင်းရှင်းရမှာမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့ဒါကိုဘာဖြစ်လို့မရှင်းသွားဖမ်းတာစီးတာကိုမှားတာမှန်တယ်ဆိုတာသူပြဿနာကိုမြောက်စုံစမ်းပြီးတယ်စီနီယံဝင်ပြီးခွန်ကောက်တဲ့အချိန်မှာတိတ်ကိုယာနဲ့ချီရတယ်နည်းနည်းတော့ရတဲ့အခွန်ပေါ့ဘူးအဲ့တော့ကိုကဒီပြဿနာကိုဘာမှမသိသေးတာနဲ့ဒီတစ်ခုတွေ့ရတဲ့အော်ဆိုင်မကလုံးကိုလုံနေတဲ့လူတွေညာကိုတော့ဝင်လုံကြည့်ပါခင်ဗျားတို့ဝင်လုံကြည့်တိလားကျွန်တော်တို့ကလေပြဿနာတစ်ခုကိုတစ်ဖက်တစ်ဖက်ကြည့်လို့မရဘူးဓာတ်ရှုတော့ဘုံဆုံးမှာကြည့်ဖို့လိုအပ်တယ်နော်